channel လေးကနေကြိုဆိုပါတယ်ဒီနေ့မှာတော့သူတစ်ပိုင်းရဲ့တွေ့ထိုးစကားကိုနားရှောင်မိရကနေအင်းစနဲ့မိသားစုလေးဘလို့ပြည့်စည်သွားတယ်လဲဆိုတာကိုပြသနေတဲ့ငှက်ကလေးကြွက်ကလေးနဲ့ဒေါ်ပေါင်မောင်ဆိုတဲ့ပုံပြင်လေးကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ရှင်ဟိုးရှိတော့မှာအင်္ဂလိပ်တစ်လုံးမှာငှက်ကလေးကြွက်ကလေးနဲ့ဒေါ်ပေါင်မောင်တို့ဟာအတူတူနေထိုင်ကြတယ်သူတို့မှာကိုစီတာဝန်တွေရှိကြတာပေါ့ငှက်ကလေးဟာတောထဲကထင်းခွေတည်ပေးရတယ်ကြွက်ကလေးကတော့ရေခတ်ပြီးအိမ်သက်ရှင်ရင်လုပ်ပေးရတယ်ဒေါ်ပေါင်မောင်ကတော့မီးဖို့ကြောင်မှာအရသာရှိတဲ့အစားအစာတွေချက်ပြုတ်ပေးရတယ်သူတို့သုံးယောက်ဟာကိုယ့်တောင်ဝင်ကိုကြေပေါ်အောင်လှုပ်ဆောင်ရင်အလုံးမပျော်ရွှင်နေကြတာပေါ့ဒီနေ့မှာတော့ငှက်ကလေးဟာထင်းရှာရဲ့လမ်းမှာတည်ကြီးငှက်တကောင်နဲ့တွေ့ပါတယ်ဟေးငှက်ကလေးမင်းခုဒီတောထဲမှာထင်းတယ်နေရတော့လားမင်းတကယ်ချင်းတွေကတော့အိမ်ထဲမှာတက်တုံးတက်တာနေပြီးမင်းကိုပဲအစိခံခိုင်းထားတာပေါ့ဟုတ်လားမဟုတ်ပါဘူးတည်ကြီးငှက်ရဲ့ငါတို့ကတာဝန်တွေခွဲလောက်ကြတာပါမင်းကပိုပေပန်းတာပေါ့ကွာတောလေးကိုခောက်တော့ခောက်ပြန်နေရတာလေသူတို့ကတော့အိမ်ထဲမှာအေးဆေးပဲပေါ့အဲ့ဒီစကားကငှက်ကလေးရဲ့စိတ်ထဲမှာဆွဲသွားပါတော့တယ်အိမ်ပြန်ရောက်တဲ့အခါငှက်ကလေးဟာစိတ်ကောက်ပြီးထင်းတွေကိုပြစ်ချလိုက်ပါလေဒေါ်ပေါင်မောင်နဲ့ကြွက်ကလေးကအစိုးရတကြီးမေးကြတာပေါ့ကိုငှက်နေမကောင်းလို့လားဟင်ကျမချက်တဲ့ဟင်းတွေကရောစားမကောင်းလို့လားကျုပ်ကတနေ့ကုန်ထင်းတဲ့နေရတာပြင်ပန်းလာပြီခမများတို့ကတော့အိမ်ထဲမှာအေးဆေးပဲဒါကြောင့်ဒီနေ့ကစားပြီးအလုပ်ချင်းလဲလုပ်ကြမယ်ညီးမရတဲ့အဆုံးမှာတော့ဒေါ်ပေါင်မောင်ကထင်းခွေသွားတယ်ကြွက်ကလေးကဟင်းချက်တယ်ငှက်ကလေးကတော့ရေခတ်ရပါတော့တယ်ငှက်ကလေးရေသွားခတ်တဲ့အခါအိုးကိုမနိုင်မနှင်းတည်ရတာကြောင့်အိုးတွေကွဲပြီးရေလေးနည်းနည်းလေးပဲပါလာပါတယ်မိဖို့ကြောင့်ပါလေကြွက်ကလေးဟာဟင်းချရင်ခြေထောက်မီးလောင်သွားရှာတယ်ဒါပေမဲ့အဆိုးဆုံးကတော့ထင်းခွေသွားတဲ့ဒေါ်ပေါင်မောင်လေးဟာခုထိပြန်ရောက်မလာသေးတာပါပဲငှက်ကလေးဟာစိတ်ပူပြီးတိုးတဲ့ကိုလိုက်ရှာတဲ့အခါဝင်းပလွေတကောင်နဲ့တွေ့ပါတယ်ကိုဝင်းပလွေဒေါ်ပေါင်မောင်လေးကိုတွေ့မိသေးလားဝင်းပလွေဟာသူ့ရဲ့ပိုက်ကိုပို့ရင်းနဲ့အော်ဟိုပေါင်မောင်လေးလားသူကတိုးလေးကိုမထွက်တဲ့ပဲထွက်လာတာလေဒါကြောင့်အခုငါးပိုက်ထဲရောက်သွားပြီပေါ့ငှက်ကလေးဟာအသေးတန်ကိုပြီးအိမ်ကိုပြန်ပြေးလာပါတယ်အိမ်ရောက်တဲ့အခါမှာတော့ပိုပြီးစိတ်မကောင်းစရာတွေကိုတွေ့ရပြန်တယ်ကြွက်ကလေးဟာဟင်းအိုးတဲ့ရင်အပေါ်ကိုပေါက်ကြပြီးရေနွေးပူလောင်ကတေဆုံးနေပါပြီမီးဘိုကတော့မီးဆွဲရကနေအိမ်ကလေးလည်းမီးလောင်နေပါတော့တယ်ငှက်ကလေးဟာအိမ်မီးကိုညှိဖို့ရစ်စိတ်ကိုအပြေးသွားပြီးရေခတ်ပေမဲ့မနိုင်မနှင်းနဲ့ရေထဲကိုမျောပါသွားပြီးသူပါအသက်ဆုံးရှုံးသွားရပါတော့တယ်ကွယ်ကဲပြိတ္တတို့ရေဒီပုံမြင်လေးကပေးခြင်းနဲ့သင်ခန်းစာကတော့ကိုတောင်ဝန်ကိုနိုင်နိုင်နေနေလုံနိုင်ပါလျက်နဲ့သူတပားရဲ့တွေးထိုးစကားကိုနားရမည်မနာလို့စိတ်ထားပြီးတဲ့အတွက်အားလုံးဒုက္ခရောက်ခဲ့ရတာပါပဲဖြစ်ပါတယ်ဒါကြောင့်ဘသူကဘာပဲပြောကိုယ့်ရဲ့စီလုံးမှုကိုမပြတ်ပြားစေပဲချစ်ချိန်စဉ်းစားတတ်ဖို့လိုအပ်တယ်ဆိုတာမမေ့ကြနဲ့အောင်နော်ပုံမြင်လေးကိုသဘောကျရင် like and share လုပ်ပေးခဲ့ပါဦးနောက်ထပ်ပုံမြင်ကောင်းလေးတွေတင်ဆက်ပေးအောင်ပါမို့ပုံမြင်ရွှေအိုး channel လေးကိုလည်း subscribe လုပ်ထားပေးပါဦးနော်အားလုံးပဲပျော်ရွှင်စရာကောင်းတဲ့မိသားစုလေးပိုင်ဆိုင်နိုင်ကြပါစေကျေးဇူးတင်ပါတယ်ရှင်